အဲ့ဒီအချိန်မှာနန်းတော်အတွင်းကပလဲကြီးတစ်လုံးရုတ်တရက်ပေါက်ကွဲသွားတယ်။နတ်သားနတ်သမီးတွေရဲ့မျက်နှာတွေချက်ချင်းဖြူဖြော့သွားကြတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီပလဲကကောင်းကင်ဘုံရဲ့အမြင့်ဆုံးနတ်ဖျားပေါ်ပေါက်လာမှသာတုတ်ပြန်တဲ့ပလဲဖြစ်လို့ပဲ။ဆိုလိုတာကကျမတို့နှစ်ယောက်ရဲ့အဆင့်ကသူတို့ထင်ထားတာထက်ပိုမြင့်နေခဲ့ပြီ။ကျမနဲ့တငယ်ချင်းကိုကောင်းကင်ဧကရစ်ကိုယ်တိုင်ဆင့်ခေါ်ခဲ့တယ်။ကောင်းကင်ဘုံမှာလွတ်နေတဲ့နတ်ရာထူးတွေအများကြီးရှိတယ်။မင်းတို့ကြိုက်တဲ့နေရာကိုရွေးနိုင်တယ်။ဒါပေမဲ့ကျမတို့နှစ်ယောက်ကတယောက်ကိုတယောက်ကြည့်လိုက်ပြီးခေါင်းခါလိုက်ကြတယ်။ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ကျမတို့မလိုချင်ပါဘူး။အခန်းတစ်ခုလုံးချက်ချင်းတိတ်ဆိတ်သွားတယ်။နတ်သားနတ်သမီးတွေအကုန်အံ့ဩသွားကြတယ်။တစ်ချိန်ကဒီကောင်းကင်ဘုံကနေလွတ်မြောက်ဖို့အသက်ဆုံးခဲ့ရတာ။အခုမှလွတ်လပ်ခွင့်ရလာတာကိုဘာလို့ပြန်ပြီးအချုံနှောင်ထဲဝင်ရအောင်မလဲ။ကျမတို့လူလောကမှာပဲနေချင်ပါတယ်။အဲ့ဒီစကားကိုပြောပြီးကျမတို့ထွက်သွားဖို့ပြင်လိုက်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနောက်ကနေအတန်တန်ထွက်လာခဲ့တယ်။ဂျန်ဂျန်မင်းငါ့ကိုမမှတ်မိတော့ဘူးလား။ဒီအတန်အိမ်ရှိမင်းသားရဲ့အတန်ပဲ။ဂျန်ဂျန်ဒီနှစ်ပေါင်း2000လုံးငါမင်းကိုရှာနေခဲ့တာ။အိမ်ရှိမင်းသားရဲ့အတန်ထဲမှာအရင်ကမရှိခဲ့ဘူးတဲ့နောင်တတွေပြည့်နေခဲ့တယ်။ဒါပေမဲ့ဂျန်ဂျန်ကတော့အေးဆက်စွာရေးလိုက်တယ်။အတိတ်ဆိုတာအတိတ်ပဲ။ကျမမေ့သွားပြီ။စကားတခွန်းနဲ့အိမ်ရှိမင်းသားရဲ့မျက်နှာဖြူဖြော့သွားတယ်။တစ်ဖက်မှာလည်းစစ်နတ်ဖျားကကျမကိုစိုက်ကြည့်နေခဲ့တယ်။အရင်တုန်းကသူတို့ကကျမတို့ကိုအရေးမပါတဲ့လူတွေလို့ထင်ခဲ့ကြတယ်။ဒါပေမဲ့အခုတော့ကျမတို့ကသူတို့မမီနိုင်တဲ့နတ်ဖျားအဆင့်ကိုရောက်နေခဲ့ပြီ။အဲ့ဒီအချိန်မှာပတ်ဝန်းကျင်ကနတ်သားနတ်သမီးတွေတိုးတိုးတိတ်တိတ်ပြောဆိုနေကြတယ်။အရင်ကအကျိုးမရှိတဲ့သူတွေလို့ခေါ်ခဲ့တဲ့နှစ်ယောက်ကအခုအမြင့်မြတ်ဆုံးနတ်ဖျားတွေဖြစ်သွားပြီ။နောက်ဆိုသူတို့ကိုဥညွှတ်ရတော့မယ်